packet ကို3ခုလောက်ထားပေးတယ်။ဘာကြောင့် cleansing service ကိုကြိုက်တာလဲဆိုတော့ဒီပေါ့နော်ဒီနေ့ကလေးကနေပြီးတော့မှကိုယ်တိုင်ထုတ်လုပ်ထားတဲ့ coffee scrub နဲ့ဒါပြုလုပ်ပေးတာဖြစ်တယ် coffee scrub ထဲမှာဆိုလို့ရှိရင်အသားအရည်ကိုစိုးစေတယ်အသားအရည်ကိုမှတိတတာပေါ့နော်အမဲဆက်တွေကမှတိတတာတစ်ခါရဲနဲ့တိုက်လိုက်တာနဲ့တော့တိတတာလေးဖွေးတယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါရှင်နေ့ကလေး Neat Food Spa ဆိုင်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီမိုးရသည့် promotion ကလာကုန်ထိရအောင်ပဲနော် promotion ကအရန်တန်ပါတယ် packet လေး3မျိုးလောက်ထားပေးရပေါ့နော် packet 3မျိုးကဒီနေ့ကလေးဆိုင်မှာဧည့်သည်များအကြိုက်ဆုံး packet ဖြစ်တယ်ပေါ့နော် food cleansing packet ကိုမှဂျယ်ကာလာပါစုပ်ခွင့်ရမှာဖြစ်တယ်အရင်ဈေးဆိုလို့ရှိရင်3600ကိုအခုဒီလမကုန်ခင်ထိကိုမှ2900ပဲကြာမှာပေါ့နော်နောက်ထပ် packet နံပါတ်2လေးကကြတော့ food cleansing ရဲ့ဂျယ်ကာလာရဲ့ပြီးသွားလို့ရှိရင်ဂျယ်စိမ့်နာတွေပါမယ်ပေါ့နော်သူကတော့ခြေထောက်ကိုမှအနံ့သက်တွေပါတက်တာစေမယ်ဖနှောက်ကွဲတာတွေကိုအထူးတက်တာစေမယ်အရင်ဈေးက4000နဲ့မှ1000ကိုမှအခုဈေးဆိုလို့ရှိရင်3000နဲ့မှ4000ပဲကြာမှာဖြစ်တယ်ပေါ့နော် packet နံပါတ်3လေးကကြတော့သူကတော့ကြိုက်တဲ့ကာလာစုပ်ခွင့်ရတယ်ဘလို့စုပ်ခွင့်ရချို့တွေကကြတော့ဗောနော်ကအိုင်းဆိုတာကြိုက်တယ်ကအိုင်းမှာရွေးခွင့်ရတယ်ဗောနော်ဝမ်းကာလာရိုးရိုးပဲမဟုတ်ပဲနဲ့ကအိုင်းကာလာပါစိုးလို့ရမှာဖြစ်တယ်သူကတော့အရင်ဈေးဆိုလို့ရှိရင်4000နဲ့4000ကိုမှအခုဆိုလို့ရှိရင်3000နဲ့8000ပဲကြာမှာဖြစ်ပါတယ် packet 3ခုလောက်ထားပေးတယ်ဒီနေ့ရေကလေးဆိုင်မှာကလက်ရှိဗောနော်ဧည့်သည်တွေကအရန်အကြိုက်ဆုံး service ကတော့ဘာလဲဆိုတော့ cleansing service ဖြစ်တဲ့အတွက်ကြောင့်မလို့ cleansing packet ကို3ခုလောက်ထားပေးတယ်။ဘာကြောင့် cleansing service ကိုကြိုက်တာလဲဆိုတော့ဒီပေါ့နော်ဒီနေ့ကလေးကနေပြီးတော့မှကိုယ်တိုင်ထုတ်လုပ်ထားတဲ့ coffee scrub နဲ့ဒါပြုလုပ်ပေးတာဖြစ်တယ်။ coffee scrub ထဲမှာဆိုလို့ရှိရင်အသားအရည်ကိုစိုးစေတယ်အသားအရည်ကိုမှတိတတာပေါ့နော်အမဲဆက်တွေကမှတိတတာတစ်ခါရဲနဲ့တိုက်လိုက်တာနဲ့တော့တိတတာလေးဖွေးတယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့ဧည့်သည်များအရန်ကြိုက်တဲ့ coffee scrub နဲ့တည်ချာပို့တိုက်ပြီးတော့မှနှိမ့်နယ်ပေးတာဖြစ်ပါတယ်နော်။အဲ့ဒါကြောင့်မလို့ဒီ packet 3ခုကဒီလကုန်မှာပြီးသွားခဲ့တယ်ဆိုလို့ရှိရင်တော့မှပဲပုံမှန်ဆိုလို့ရှိရင် cleansing ကိုမှ6ဆင့်ပါမယ်ပေါ့နော် cleansing ကို6ဆင့်ပါမယ်ကြီးကျွတ်တာတွေပါမယ်ပေါင်းတင်တာတွေပါမယ်ဖနှောက်တိုက်တာတွေအသေးစိတ်ပါမယ်တေချာကိုတိုက်ပေးတယ်ပေါ့နော်ပြီးသွားလို့ရှိရင် deep cleansing ဖြစ်တဲ့ခြေသေးမှာရှိတဲ့ step by step တွေအကုန်လုံးကို cleansing လုပ်ပေးမှဖြစ်တယ်အဲ့ဒါကိုမှပုံမှန်ဆိုလို့ရှိရင်2000နဲ့ပဲတကယ်လို့ promotion မရှိတော့ဘူးဆိုလို့ရှိရင်လည်း2000နဲ့ကိုလာရောက်ပြီးတော့အားပေးလို့ရမှာဖြစ်ပါတယ်နော် coffee scrub ကတော့အရန် recommend ပေးပါတယ်ကိုထုတ်လို့ပြောတာမဟုတ်ပါဘူးတေချာကိုဧည့်သည်တွေအတွက်တေချာကိုပေါ့နော်ဒီအိမ်မှာပြုလုပ်ထားတဲ့လုံးဝchemical မပါဘူးပေါ့နော် chemical မပါတဲ့အတွက်ကြောင့်မလို့ဒီ coffee scrub ဒီ daily သုံးလို့တော့ရတယ်အဲ့ဒီ scrub coffee scrub နဲ့တေချာအထူး special တေချာပေါ့နော် cleansing လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ customer တွေရဲ့တရားခိုင်တော့ comment ကိုရရှိထားဖြစ်ပါတယ်ဒီနေ့ရေကလေး Neat Food Spa ဒီ Simlight တည့်ရတော့လေးလမ်းမပေါ်မှာရှိတဲ့ဆိုင်လေးကိုလာရောက်ပြီးတော့အားပေးဖို့သက်ဖိတ်ခေါ်ပါတယ်နော်အားတဲ့အချိန်မှာပေါ့နော်အဲ့တဲ့ကိုမဆောင်ချင်ဘူးဆိုကြိုပြီးတော့ booking လေးလုပ်လို့လည်းရပါတယ်ဒီအခု video file လေးရဲ့အောက်လေးမှာလည်းဖုန်းနံပါတ်လေးချထားပေးပါတယ်နော်ဒီ page messenger ကနေပြီးတော့လာပြီးတော့ booking ယူလို့ရပါတယ်နေ့ရေကလေးဒီနေ့ရဲ့ Food Spa ဆိုင်ကိုလာရောက်ပြီးတော့အားပေးတဲ့ဧည့်သည်များအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်